မင်္ဂလာပါရှင်အခုရပိုင်းနေမှာအလုပ်တော်တော်များများမှာဗီဇာမပေးဘူးပြီးလို့ရှိရင်လစာလည်းမမှန်ဘူးဆိုပြီးတော့တော်တော်များများရေးတင်ညာအကရုတွေမှာရေးတင်ညာအတွေ့တယ်ပြီးရင်ဇာကြီးကိုယ်တိုင်လည်းအဲ့လိုမျိုးကြုံခဲ့ရတာဖြစ်တဲ့အတွက်အဲ့လိုမျိုးတွေ့ရဆိုလို့ရှိရင်အရန်စိတ်မကောင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့လိုနေထားကြီးကရုံထွက်ဖို့ကတော်တော်ခက်ခဲတယ်ဘာလို့လဲဆိုတော့ကိုကအလုပ်ဝင်ပြီးွားကြီးဒီကအလုပ်ရှင်ကလည်းပဲအခုရှာဝင်မယ်တော့ကြာရှာဝင်မယ်ဆိုပြီးတော့ဗီဇာကိုပြောထားတဲ့အခါမှာကိုကလည်းမျှော်လင့်ချက်ကြီးနဲ့စောင့်ပြီးတော့ဒါကြီးတို့တော့ဆိုဘယ်လိုကြုံခဲ့ရလဲဆိုတော့3လတီလာစာမှန်တယ်အလုံးဝင်ပြီး3လလောက်ကလာစာမှန်ပေးတယ်အချိန်မှန်9ရက်နေ့ပေါ့နော်9ရက်နေ့ကိုလာစာပေးတယ်ဗီဇာလည်းပဲရမန်နန်ကာလာမှာကိုကအလုပ်ဝင်တာဖြစ်တဲ့အတွက်ရမန်နန်ကာလာရှိတယ်ပြီးတဲ့ခါကျတော့အဲ့ဒီမှာအဲ့ဒီနှစ်ကအကိုတွေဒူဘိုင်းရောက်တဲ့နှစ်ကမိုးရမ်းကြီးပြီးရေကြီးရဲ့နှစ်ဆိုတော့အဲ့လိုမျိုးတွေဖြစ်နေရဖြစ်တဲ့အတွက်အဲ့ဒီအကြောင်းအရာတွေအကြောင်းဆိုပြီးတော့သူကဗီဇာလျှောက်ပေးဖို့အချိန်ဆွဲနေအဲ့ဒီမှာဇာတိကိုယ်တိုင်လည်းပဲဒီ fine ကြီးတွေမပေးနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ဆိုပြီးတော့9လတိကြာသွားတယ်အဲ့တော့ကိုကအလုပ်တစ်ခုရှောက်ပြီးဆိုလို့ရှိရင်အလုပ်မှာအလုပ်ရဲ့ offer letter ရရမယ်ပြီးလို့ရှိရင် contract work permit ရရမယ် work permit ကဘာလဲဆိုတော့ကိုကိုနိုင်ငံအပြင်ပကနေပြီးတော့သူတို့အလုပ်မှာလိုတဲ့အတွက်ခေါ်ပါတယ်ဆိုတော့ work permit စာရွက်အဲ့ဒါသူတို့ရှောက်ပေးရမယ်ပြီးရင်contract သူတို့နဲ့သူတို့ company နဲ့ကိုနဲ့အလုပ်ရှင်နဲ့လုပ်သမားကြမှာချုပ်ဆိုထားတဲ့ contract ရရမယ်ပြီးလို့ရှိရင်ဒီID ပေါ့နော် ID run ပေးရမယ် ID ကသူတို့အလုပ်ထဲကိုဝင်ပြီးဆိုတာနဲ့တကယ်ဆိုရင်တော့သူတို့ဘက်ကနေပြီးတော့ကိုယ်ကိုအလုပ်ခံပြီးဆိုတာနဲ့သူတို့ဘက်ကကိုယ့်အတွက်ကိုယ်မှာဗီဇာ2လကြာ2လလုံးအပြည့်ပဲကြံဘယ်လောက်ပဲကြံသူတို့ဘက်က ID စ run နဲ့ပြီးတော့မှ ID ရပြီဆိုရင်မှအဆိုတော့မှကိုကအလုပ်ဝင်ရတာအဲ့ဒါကမှတကယ်တရားဝင်ဒါပေမဲ့တော်တော်များများကကြတော့အလုပ်ဝင်နေဝင်ပြီးတော့မှပဲသူတို့ ID ကိစ္စကိုစ run ကြတာများတယ်အဲ့တော့မီတို့ပင်ဆိုသေးကမူကိုကဗီဇာလည်းကုန်တော့မယ်ဗီဇာလည်းကြံရှိသေးတယ်ဆိုရင်တော့တစ်လလောက်လာစားပေးမယ်ဆိုလို့ရှိရင်တော့တစ်လလောက်စောင့်ရမယ်ဆိုရင်စောင့်ပြီးတော့လုပ်ကြည့်ပြီးတော့တစ်လအတွင်းမှာတစ်လလောက်ကိုမှဗီဇာကြံနေဆိုရင်ပြောရအောင်နော်အဲ့တစ်လအတွင်းမှာသူတို့ကဗီဇာမရမ်းပေးဆိုလို့ရှိရင်တေချာရလာကုန်ပြီဆိုတာနဲ့လာစာရပြီဆိုတာနဲ့မသွားနဲ့တော့ဘာလို့မသွားရလဲလမ်းမင်းငါ ID အရင်လျှောက်ပေး ID ရတဲ့ခါကျငါလာဆင်းမယ်လို့ဒါပြန်ပြောလိုက်ဘာမှမဖြစ်ဘူးတကယ်လို့ကိုဗီဇာလည်းကုန်သွားပြီသူတို့ကလည်း ID မလျှောက်ပေးသေးဘူးအဲ့ဒါအောင်မှကိုကနောက်တစ်လဆက်စင်ဆိုလို့ရှင်တော့ကိုဘက်ကလည်းအရင်ပေါ့ရကြသွားပြီဆက်စင်ကြအောင်မလို့တော့ဘူးဒီ ID မလျှောက်ပေးဘူးဆိုတော့ကိုက fine နေကိုဗီဇာ visit ဗီဇာပေါ်မှာ fine နေအများကြီးမတက်ခင်မှာအလုပ်ကိုမသွားနဲ့တော့ကိုဗီဇာကိုကို run ပြီးတော့အလုပ်တစ်ကိုမြန်ပြန်ရှာဘာလို့လဲဆိုတော့ကိုကမျောလင်းချက်ကြီးနဲ့စောင့်နေတယ်သူတို့ဘက်ကတကယ်မှန်နဲ့လုပ်ပေးရင်တော့ကိစ္စမရှိဘူးမလုပ်ပေးတော့ဘူးဆိုလို့ရှိရင်အဲ့ဒီမှာနေလာတွေကကြာကိုကလာကြပြီး overstay ဖြစ်သွားပြီဆိုတေးကြရလာစာမပေးတော့လာစာမှန်မပေးတော့ဘာလို့လဲဆိုတော့ဒါ UAE မှာရုံမာတဲ့လှုပ်ရှင်အကုန်လုံးကအဲ့ဒီအကွက်ကိုနင်းနေကြအလုပ်ခန့်လိုက်တယ် okay တလလာစာပေးလိုက်တယ်မှန်ပေးတယ်ပေးခြင်းနဲ့ပေးရမယ့်နေ့မှာပေးတယ်အဲ့ဒီမှာကိုဗီဇာအကုန်သွားပြီကိုဗီဇာတွေကလည်းသူတို့အကုန်လုံး document run ဖို့ပေးပြီးသားဆိုတော့ဘယ်နေ့ပဲချိန်ပဲရမှာကုန်မယ်ဆိုတော့သူတို့မသိကြဘာအကြောင်းမှရှိမနေဘူးနော်အဲ့တော့သူတို့သိတယ်ကိုဗီဇာကုန်သွားပြီဆိုလို့ရှိရင်နောက်တစ်လဆင်းကြည့်လိုက်လာစာပုံမှန်မပေးတော့ဘူးအဲ့မှာလာစာမပေးတော့ဘူးပြီးလို့ရှိရင် overstay ကလည်းဖြစ်နေပြီလာစာကလည်းမပေးတော့ဘူးဆိုလို့ရှိရင်ဘာဆက်လုံးမှာတခြားလုံးရှောက်ပြီဆိုလို့ရှိရင်လည်း overstay နဲ့ဘယ်သူမှအလုံးမခံအဲ့ဒါတော့ overstay ဖြစ်နေလို့ပါဘယ်လိုလုပ်လို့ဝင်လို့ရလဲလို့မရှိဘူးအလုံးမရှိဘူးဒါပေမဲ့တရားမဝင်တခြား scammer တွေဘာတွေမှာတွားလုပ်တယ်ဆိုရင်တော့ဒါကတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ overstay ဖြစ်နေတဲ့သူကိုဘယ်သူမှအလုံးမခံဘူးအဲ့တော့ကိုဗီဇာလည်းကုန်ပြီတေးကြရဲသူတို့ဘက်ကမရမ်းပေးဘူးဆိုလို့ရှိရင်အလုပ်ထွက်ခဲ့ပါဘာလို့လဲဆိုတော့သူတို့ကဒီအလုပ်ရှာတဲ့လူပမာဏအရန်များနေရဖြစ်တဲ့အတွက်ဒီတယောက်ကိုခေါ်ခိုင်းလိုက်တယ်ဗီဇာမပေးဘဲနဲ့1လလောက်ခံလိုက်တယ်2လလောက်ခံလိုက်တယ်ပြီးရင်သူ့ဘာသူမတက်နိုင်လို့မလုံနိုင်လို့တိမခံနိုင်လို့ထွက်သွားပြီဆိုလို့ရှိရင်သူတို့ကနောက်တစ်ယောက်ခေါ်ဖို့အတွက်ကဝင်မလေးဘူးအခုတစ်ခါမြန်မာနိုင်ငံသားခံလိုက်တယ်နောက်တစ်ခါဖိလစ်ပင်းခံမယ်လေနောက်တစ်ခါကျအာဖရိကန်တွေဘက်ကခံမယ်လေအာဖရိကန်မဘယ်နဲ့မျိုးရှိလဲအမကန်ညာတို့အီသီယိုးပီးယားတို့တနိုင်ငံချင်းစီသူတို့ခေါ်သွားမယ်အများကြီးသူတို့မှာခေါ်ခန့်ညာလူတွေအများကြီးပဲအဲ့တော့ဇာကြီးအခုထွက်လာတဲ့လုံမှာတော့မှပဲဗီဇာမပေးဘဲနဲ့လာစာမပေးဘဲနဲ့ဗီဇာလာစာမမှန်ပဲနဲ့ဗီဇာတော့ထားလိုက်တော့လုံးဝမပေးဘူးလာစာမမှန်ဘူး full provide လုပ်ပေးမယ်ဆိုပြီးပေးခြင်းတဲ့ချိန်ပေးမပေးခြင်းတဲ့ချိန်မပေးဘူးဆိုတော့အလုံမှာတော့မှကိုရင်နောက်တစ်ခေါက်ဒီမှာတခြားလုံမှာရပြီးပြန်သွားကြည့်တဲ့ချိန်မှာတော့သူ့စီမှာဝန်ထမ်းရှိတယ်အဲ့တော့တယောက်နဲ့တယောက်ကချိတ်ဆက်နေရမှာမဟုတ်အဲ့တော့ဒီတယောက်ကို
လာစာမပေးဘူးဗီဇာမပေးဘူးရှေ့လူကိုလာစာမပေးဗီဇာမပေးဘူးဆိုတာဟာကိုသူ့လက်ချံသူ့ရှိမှာလက်ရှိနေတဲ့ဝန်ထမ်းအဟောင်းနေရလဲဘယ်သူကမှ sharing မလုပ်ဘူးဘာလို့လဲဆိုတော့သူတို့စီမှာဝန်ထမ်းမရှိဘူးဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ဖူးရှစ်စင်းရမှာဖူးရှစ်စင်းရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနည်းဆုံးလူတစ်ယောက်ရောက်လာရဆိုလို့ရှိရင်အဲ့လူကိုတက်ရှစ်တောင်းဝင်ခိုင်းမယ်ကိုကတက်ရှစ်စင်းမယ်အဲ့တော့တတ်တာတယ်အနည်းဆုံးတော့သူတို့လူတစ်ယောက်ရောက်လာပြီလို့ရှိရင်နားရက်မှာအေးစစ်စစ်နားလို့ရတယ်နားရက်ယူလို့ရတယ်တကယ်လို့လူမရှိဘူးဆိုလို့ရှိရင်နားရက်မရှိဘဲနဲ့အလုပ်ဆင်းရတယ် ODJ မပေးဘူးအဲ့လိုရုံမာတဲ့တတိရှိတယ်အဲ့တော့ကိုပေါ့ကိုအုံနောက်လေးနဲ့တည်ချာစဉ်းစားနိုင်ငံခြားကိုရောက်လာပြီဆိုလို့ရှိရင်ကိုတိုင်က independent ဖြစ်ဖို့လိုတယ်ကိုပေါ့ကိုအသိဉာဏ်လေးနဲ့စဉ်းစားတတ်ဖို့လည်းလိုတယ်အဲ့တော့ဘယ်သူကပဲကွက်နင်းနေပြီလဲဘလိုကလင်ညံကြတော့မှလဲဆိုတော့ကိုတိုင်လည်းသိဖို့လိုတယ်ဘယ်သူကမှဒါအဲ့ဒီလိုဆိုပြီးဒီမှာရှင်းပြပေးမယ်သူရှိရင်ရှိလိမ့်မယ်တရားမှာတယောက်ပဲရှိလိမ့်မယ်အဲ့တော့တတိထားကြပါအလုပ်ရပြီဆိုလို့ရှိရင်လည်း ID အတွက်ကိုဗီဇာပေးဖို့လာစာပေးဖို့အလုပ်ရဖို့ထက်အလုပ်ရပြီးနောက်ပိုင်းမှာဗီဇာမှန်ဖို့ဗီဇာပေးဖို့လာစာအချိန်မှန်ရဖို့ကလည်းအများကြီးလိုအပ်ပါတယ်အဲ့တော့ဒီချာလေးအလုပ်ကိုရှောက်ပြီးရဲ့နောက်မှာလည်းပဲအလုပ်ရပြီဆိုပြီးစိတ်လက်ပေါ်ပါစွာနဲ့မနေပါနဲ့ကိုယ့်လက်ထဲမှာဗီဇာရပြီဗီဇာပေးပြီးဒီ ID ကကိုလက်ထဲမှာဗီဇာဆို ID ကကိုပြောတာเนาะဆိုဗီဇာကြီးပဲတုံးနေ ID ကကိုလက်ထဲမှာ ID ကရပြီအလုပ်ရပြီပထမဆုံးအလုပ်ရပြီ ID ကလည်းလက်ထဲရောက်ပြီဆိုတော့မှပဲစိတ်အေးလက်အေးနေလို့ရမှာပါအဲ့ဒီနောက်မှာမှလာစာကတကယ်လို့မပေးဘူးဆိုရင်တော့မှပဲကိုကဒီမှာ ID ကရှိတယ်ပြီးရင် contract ရှိတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့မိုဟာမတရားဆွဲတာပဲဖြစ်ဖြစ်တခုခုလောက်တာပဲဖြစ်ဖြစ်တိုင်တော့တာပဲဖြစ်ဖြစ်ဆက်လုပ်လို့ရမှာကိုယ့်လက်ထဲမှာ ID ကမရှိဘဲနဲ့ဘာ contract မှမရှိဘဲနဲ့လက်ပလာကြီးနဲ့အလုပ်ဝင်ပြီးတော့မှဟိုတိုင်လို့ရလားဒီတိုင်လို့ရလားလိုက်မင်းနေလို့ရှိရင်ဘာမှလည်းလုပ်ပေးလို့မရဘူးကူညီလို့ရရဲ့နီလန်ရှိရင်တော့မှကူညီဖို့အရန်ခက်ခဲပါတယ်ဆိုတော့တေချာလေးယူဆိုင်ကြပါလို့နော်ကျေးဇူးပါ